Bazo dia lu ngere koကျွန်တော်ဒီအရွယ်ဖြတ်ခဲ့တာအခုကျွန်တော်40နဲ့
ထားလိုက်တော့40ကျော်ပြီပေါ့နော်ကျွန်တော်လမ်းမားခဲ့တယ်ကျွန်တော်တို့လမ်းမားမသွားရလေတော့ကျွန်တော်ပြောပြဖို့တောင်းရှိပါတယ်ဒီလိုပါကျွန်တော်အရန်အရွက်တိုက်တတ်တယ်ဘုရားကလည်းကျွန်တော်အရွက်တိုက်တယ်လူတွေကိုလည်းအရွက်တိုက်တယ်ဘုရားမကြိုက်ဘူးဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်ဘလောက်တောင်သိတယ်လဲဆိုရင်ကျွန်တော်ကျမ်းစာကျောင်းနဲ့တက်ခဲ့တယ်လေကျွန်တော် MIT မှာ MACS တက်တာဒါပေမဲ့ကျွန်တော်ယုံကြည်ခြင်းမခိုင်မြဲတဲ့ကျွန်တော်တက်တော့ဘုရားပြောက်သွားတယ်ဘုံတော့ရှုပ်ချစရာဖြစ်ခဲ့တယ် but anyway I don't care ဒါကျွန်တော်အခွင့်အရေးပဲလေကျွန်တော်လုပ်ခဲ့တယ်ကျွန်တော်90နဲ့6ခုအလုပ်ကိုစားရတယ်အဲ့တော့4မောင်ဆိုတော်လို့အရန်ခက်တယ်ကျွန်တော်လည်းဘာ background မှမရှိပဲ4မောင်ရသွားတော့ကျွန်တော်အရန်အောက်ခြေလွတ်သွားတယ်ငါတော်တယ်ငါတက်တယ်ငါဆိုတော့အောက်ခြေလွတ်သွားတယ်အဲ့ဒီခါမှာအခွေလေးလည်းထုတ်တော့အခွေကလည်းပေါက်တယ်ကြည်ကြည်ပဲအဲ့မှာတော်လေးမြင့်သွားတယ်ဟိုပြီးသားပုံစံပြောရင်နည်းနည်းရိုင်းသွားပြီလို့ပါဖေကောင်းတအားကျေသွားတယ်သိမကြောက်လေးရင်မောင်ဂျုတ်ထပ်ဖြစ်တယ်ပိုးကျေသွားတယ်ပြန်စီလို့မရတော့အဲ့ခွက်ဖြစ်သွားတယ်လူလည်းမထင်တော့ကျွန်တော်ကြိုက်တာလို့ဆိုတော့အဲ့ချင်းနဲ့စားတယ်ဟိုတရားလာမဟုတ်ဘူးကျွန်တော်သွားအဝေးမှာလေးနေတာအဲ့ဒါကျွန်တော်အမှန်တော့လွတ်လပ်နေဆိုကျွန်တော်နောက်ဆုံးအဲ့ဒီ2006ခုနှစ်မှာကျွန်တော်ထိုင်းနိုင်ငံပြောင်းသွားအဲ့မှာပြီးသွားနေတော့2008ခုနှစ်မှာကျွန်တော်ယောက်ျားချင်းတရုတ်လက်ထပ်တယ်အကြီးကျယ်ပဲအလုပ်ကိုင်တအားကောင်းတယ်စီးပွားရေးအရန်အဆင်ပြေတယ်အသက်တာတော်တော်ပြောင်းသွားတယ်ပါတီလုပ်တဲ့အရက်တောက်လိုက်အငယ်ရှာစားလိုက်ယောက်ျားလေးရှင်ယောက်ျားအိမ်မှာပြန်စားလိုက်ဒီလိုရှင်ဖောက်ပြန်လိုက်တော်တော်ပြောင်းသွားတယ်အဲ့ဒါနောက်ဆုံးကျွန်တော်မဲဆောက်ကိုပြောင်းလိုက်တယ်မဲဆောက်မှာကျွန်တော်အဲ့မဒမ်ဘီဝီလိုခေါ်တဲ့ဝိုင်မှာအကြီးကြီးတစ်ခုပြတယ်အဆင်ပြေတယ်ကျွန်တော်ဘောမှာဘုရားလိုဘူးမလို့တကယ်လို့မလို့လားကျွန်တော်ပညာတတ်တယ်ကျွန်တော်ပတ်စံရှိတယ်အတိုင်းဝိုင်းကျွန်တော်မှရှိတယ်ကျွန်တော်လူအခွင့်အရေးရေးနဲ့လှုပ်ရှားတယ်အဲ့ဒီတော့ကိုယ်တမင်ကိုစားပြီးလှုပ်ရှားတယ်ဘာအကြောင်းလှုပ်ရှားလဲဆိုတော့ဘာအကြောင်းလို့လဲဆိုတော့ဗမာပြည်ထဲမှာရှိတဲ့နေတူဆက်ဆံတဲ့လူတွေတရားဝင်လက်ထပ်ခွင့်ရအောင်ကျွန်တော်လှုပ်ရှားတယ်ဟိုဂျနီဗာက UN အစည်းအဝေးကျွန်တော်တက်ပြီးမှအဲ့ဒီမှာလှုပ်ရှားတယ်အကုန်အစင်ပြေတယ်ကျွန်တော်ကဘုရားကိုမလို့လားကျွန်တော်ဘုရားကိုကောင်းကောင်းသိတယ်ဒါပေမဲ့ဘုရားကိုကျွန်တော်နေရမှာပဲဒီနေ့မှာကျွန်တော်ဆိုင်ကတော့အလုပ်ကအရန်လုပ်နေရတာပေါ့လုပ်တဲ့အခါမှာသူကတော်တော်လေးဂျုံကြတယ်ပြင်ပေါ်လို့ပါဖြစ်တာလေတော့စီကျွန်တော် HIV positive ဖြစ်နေတယ်ကျွန်တော်ဘယ်သူမှစေးတောက်ရတော့ alright အားလုံးသိတယ်ဒီမှာ okay ပြီစေးတောက်တယ်သူအသက်တက်တန်းစင်နေရတယ် alright ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဘာဖြစ်လို့လဲကျွန်တော်ဘုရားကျောင်းပုံမှာကျွန်တော်ငယ်ငယ်ကဘုရားကျောင်းပုံမှာတက်တယ်အလူငွေစေပုံလုံးကျွန်တော်မှန်ပေးတယ်ဟိုမဲဆောက်ကိုလေဆရာလေးလာတယ်ကျွန်တော်မှန်အရက်တိုက်တယ်အရက်ဆိုင်ဖွင့်တာကိုအရက်နဲ့အခါတယ်ကျွန်တော်ဘာကြောင့်လဲကျွန်တော်အဲ့ဘုရားသခင်နဲ့ဆိုလို့ရှိရင်ကျွန်တော်ဟုတ်ငယ်ငယ်လေးတရားဆိုတယ်သူများတွေခွန်အားရလာမရလာကျွန်တော်အရက်တွေတောက်ဆိုအရန်ကောင်းဘာကြောင့်ဒီကိစ္စပြီးဖြစ်အဲ့ဒီမှာကျွန်တော်ဘုရားကိုအပြည့်ပြတ်တယ်ငါတို့ကောင်းခဲ့ရတာငါ့ဘောဘာကြောင့်ညာပြီးဖြစ်တယ်အမှန်တော့ဘာကိုရွာပြီးဖြစ်တာလေနော်ဘာလို့ရွာလို့ဖြစ်တဲ့ကိစ္စသူ့ဘာဖြစ်တယ်မပြောကျွန်တော်လုံးဝမပြောဘာလို့ကျွန်တော်အရာမဲ့တယ်ကျွန်တော်လောဘအရင်ရှာတဲ့ပတ်စံတွေကအဲ့ဒီဟာကိုခုနိုင်လို့လေကျွန်တော်အတိုင်းဝိုင်းကျွန်တော်မကယ်နိုင်တော့ကျွန်တော်ဘာမှကျွန်တော်မကယ်နိုင်တဲ့အခါမှာဒီအချိန်ကဘုရားနဲ့ပြန်တိုးဝင်ဖို့ကောင်းတဲ့အချိန်ပဲအလုံးမလုပ်တော့ကျွန်တော်အလုပ်ကနေထွက်လိုက်တယ်ကျွန်တော်ဘာလို့ကျွန်တော်ရောင်းလိုက်တယ်ပြီးတဲ့အခါမှာကျွန်တော်ဘုရားနဲ့နှစ်ပန်းလုံးပဲဆိုတော့မြို့ပြင်မှာအိမ်လေးတစ်ခုငှားပြီးမှကျွန်တော်ခန့်နေတယ်မြို့ထဲမှာကျွန်တော်အိမ်မနေတော့ကျွန်တော်ဘာကဝိုင်ဘာကကျွန်တော်ရောင်းတာဘာပဲရောင်းတာလဲတဲ့အချက်တွေမရောင်းဘူးအချက်တွေပုံပြန်ပေးလာတယ်အိမ်ကိုပြန်ပေးလာတဘာလို့အချက်ဆိုတာအပြည့်ပဲအိမ်မှာမိုးလေးနာနဲ့ဟာလေလုယာပိုးတော့ရဖြစ်ပြီပြန်လဲနှစ်ပန်းလုံးတော့ရဖြစ်တာတယောက်တည်းဟိုလေ
နာမှာဆိုဘယ်လိုမှမကြောက်ကြနေဖြစ်အဲ့လိုသွားရတစ်ချက်ပါပြန်တရိယာလေဆိုတော့ဖျားစီပြန်သွားဖို့ဆိုရင်ကျွန်တော်တန့်ရှင်းမှဖြစ်မယ်ဆိုတဲ့အချက်ကကျွန်တော်ပြန်တရိယာမတန့်ရှင်းဘူးလေကျွန်တော်အတွေးခေါ်တယ်မတန့်ရှင်းဘူးကျွန်တော်ရဲ့မျက်လုံးနဲ့မတန့်ရှင်းဘူးကြည့်အစားအသောက်လိုပဲရှိတယ်ကျွန်တော်ပါဇက်ကလည်း sentence တစ်ခုဆိုရင်အဆဲက9ခု6ခုလောက်မတန့်ဘူးကျွန်တော်နှလုံးသားကလည်းကြံစီတာလည်းမတရားသောမိထုံကိစ္စပဲကြံစီတယ်မကောင်းကျွန်တော်မကောင်းအဲ့ဒါကျွန်တော်စူးစမ်းပြီးတရားတွေပဲထိုင်ကြည့်တယ်တရားထိုင်အဲ့ဒီလိန်တနာကိစ္စတွေကောင်းများထုတ်လေသူကပြန်ဝေးငယ်လေးတက်ဆောင်နေလေဘယ်လိုမှလုပ်လို့မရဘူးအဲ့ဒီကွက်ဖြစ်တော့ဟာလူကစူးစမ်းနေတယ်ဟိုတနာရမီးတနည်းနဲ့တောက်နေတယ်ပဲအဲ့လိုနဲ့သွားအရက်တွေလည်းကုန်ပြီတလားတော့ကြာအရက်တွေလည်းကုန်ဘာလို့မှလူရတယ်လူကလည်းဘာဖြစ်နေမှလဲကောက်တယ်လို့ဘာလို့လဲကျွန်တော်စူးစမ်းတယ်မတတ်ဘူးတညမှာကျွန်တော်ဆွတ်တောင်းပါတယ်ကျွန်တော်ဒူးထောက်တယ်ကျွန်တော်ငိုတယ်ကျွန်တော်တကယ်မပြောတော့ဘာလို့ဒီထဲမှာလဲကျွန်တော်လူမျိုးတွေရှိတယ်ကျွန်တော်ကောင်းကောင်းသိပါတယ်ဘယ်လိုသိလဲလို့မေးပါတယ် snake စီးတယ်ငုံငွေချင်းချင်းနေပါတယ်အဲ့ဒီဘဝတကယ်ပြောစရာမကောင်းဘူးပျော်တယ်လို့ထင်ပေမဲ့အချိန်တိုင်းလုံးပြီးအရင်ဖြစ်တယ်အချိန်တိုင်းအရင်ပဲမပြောဘူးကွာသိတယ်ကွာမပြောကျွန်တော်ကိုတော့ကျွန်တော်မပြောတော့ဘူးယောဂကြောင့်လည်းကျွန်တော်မပြောတော့ယောဂကျွန်တော်ဆေးစတောက်နေရတယ်အများကြီးစီဖိုးကအရန်ကြတယ်လူကလည်းဂျုံကြတော့ဆေးတွေကတောက်နေရတယ်အဲ့ဒီဘဝကကျွန်တော်မနေကျွန်တော်မပြောတော့ဘူးတော့တခုလုပ်ပေးပါတခုလုပ်ပေးမလဲပြန်ကျွန်တော်ကိုတတ်တယ်တော့မယ်ကျွန်တော်စီစဉ်ထားဆူတောင်းမယ်ကိုတော့အသက်ရှင်လာတကယ်သိချရတယ်ဒီညတခုလုပ်ပေးပါကျွန်တော်ငိုတယ်အဲ့ဒီညကျွန်တော်အိပ်ပျော်လာတယ်မိုးလို့နေမှာပေါ့နော်အိပ်ပျော်လာနောက်တစ်နေ့မနေ့ကျွန်တော်အိပ်ရထားတယ်လူကလမ်းဆန်းတော့အဲ့ရေဝတ်လို့နေမှာကျွန်တော်အိမ်အောင်ဆင်းတယ်ရေခဲတက်တာဖွင့်တယ်မမရပြီးရမဘူးချင်ပါရေခဲတက်တာအဲ့ဒီနေ့က2010ပြီးကျော်နေတာဖြစ်တယ်ကျွန်တော်ဟို90ဆောက်ကြဒီဇိုင်းမှာအရက်တည်းရတယ်ပုံမှန်တောက်တယ်ဒါပေမဲ့အဲ့ဒီနေ့ကနေစပြီးကျွန်တော်တောက်ချင်စိတ်ကိုမရှိဘူးအဲ့ဒီဘီယာတွေအရက်တွေတောက်အရက်ပါတောက်ချင်စိတ်ကိုမရှိဘူးအဲ့ဒါလည်းဟုတ်ပါပြီရေမစားလို့နေပါဘောတော့အဲ့ဒီဘီယာထားလို့ပဲအိမ်နာလည်းဝင်လိုက်တယ်အဲ့ရိုင်းပါနေတယ်ကျွန်တော်ဆေးလိပ်တော့မှအိမ်နာတက်လို့အဆင်ပြေတယ်အဲ့ဒီနေ့တည်းထဲမှာဆေးလိပ်ကလည်းဘလို့မှရတာမရှိဘူး2010ကျော်လိုက်တယ်ယနေ့အထိဆေးလိပ်ဆိုကျွန်တော်အနံ့ခံလို့မရတော့အဲ့ဒီနေ့တည်းထဲမှာပဲကျွန်တော်ရဲ့လိန်စိတ်ခံယူချက်လို့ပြောမလားယောက်ျားတွေ့ရင်တငန်းငန်းအာသာထားတဲ့တနာကြီးပြောမလားဘုရားခါဆွဲထုတ်သွားတယ်ဘုရားဆွဲထုတ်သွားတယ်ဘယ်လိုသက်သေခံရဲမလဲဖြစ်မှမဖြစ်နိုင်ဘူးအရက်ပြတ်တာဆေးလိပ်ပြတ်တာဂျာဘူးလေဒီအချောက်ဖြစ်တာရတယ်ဘုံဆိုပြန်ဖြစ်တော့ဖြစ်မှမဖြစ်နိုင်ဘူးငယ်တည်းကဒီကိစ္စကိုချက်ကြည့်ခုကဒီနေ့မှဘုံတိုင်းဝိုင်းမဖြစ်နိုင်ဘူး that's impossible သက်သေခံမခံရဲဒါပေမဲ့အဲ့ဒါ2010ကျော်လိုက်ကျွန်တော်ပြောင်းလဲသွားတဲ့အခါမှာဘုရားဘက်ကိုကျွန်တော်ပြန်လာလိုက်တယ်။ဘာကြောင့်တက်တည်မခံရလဲဆိုတော့မဖြစ်နိုင်လို့ဒါပေမဲ့နေ့တိုင်းမှာစာမေးပွဲတွေရှိတယ်။အကောင်ချိုးလေးနဲ့အိပ်ရတာဟိုခက်ပြီးသွားတဲ့အခါမှာကလေးနဲ့မှာကိုရမ်းချက်တဲ့အစင်တွေကဘေးမှာအိပ်ရတာအစင်ဟိုအစင်တွေကဘေးမှာလာအိပ်တာပြီးတော့ကိုချမ်းလဲတော့ချမ်းလဲဆောင်းလဲတစ်ခုတည်းညဝိတ္တိကိုတော့ဒီဒီနဲ့ဒီတော့ဒီမှာတော့အနည်းဆုံးလက်ကလေးကတော့သွားချင်းတယ်လေတဲ့မှာအဲ့ဒီအကွက်တွေရှိတော့ကိုတော့ဒါပေမဲ့ကျွန်တော်စာပြီးဝဲတိုင်းအကုန်လုံးနဲ့အောင်တယ်ဘယ်ကောင်းနေတယ်နောက်ဆုံးစာပြီးဝဲပါဂျပန်ကျွန်တော်ဂျပန်ဆိုတအားဆက်ကဘယ်လိုကြိုက်ရဆိုဂျပန်ဆိုလို့ရှိရင်ဘယ်လိုပတ်ကြီးနေငယ်ပတ်နေဆိုလို့ရှိရင်အရှိမဖြတ်ပြီးဆိုတာတို့ဆိုစားမယ်ပါဖြစ်ချင်တော့အဲ့ဒီနေ့ကဂျပန်မှာဘာလို့တချင်းတော့ဆိုရမယ်အဲ့ဒီကော့စကိုပေါ့ကိုတော့ကျွန်တော်ဒုက္ခရောက်ပြီအဲ့ဒီဂျပန်ကတော့ကျွန်တော်ဒုက္ခရောက်ပြီဒါပေမဲ့ကိုတော့ကျွန်တော်ယုံပါတယ်ကျွန်တော်မျက်လုံးကန်းပြီးပါသွားပါတယ်ဂျပန်ပြည်ရောက်တယ်ဘလို့မှအဆင်မပြေတော့ကြည့်ရမျက်နှာရတယ်ပြေမျက်ခုံးမရလည်းသိထားသေးတယ်ဘလူးရုပ်နဲ့ချောင်းလုံးနေကြတယ်ကိုဟာပါလေ
အရင်တော့ဒီမျက်စိပဲအဲ့ဒီရုပ်ကိုကြိုက်တာအခုဒီမျက်စိပဲအဲ့ဒီရုပ်ကြည့်တော့အေးဘာတွေလဲပေါ့အဲ့လောက်ဒီမလားဆိုတော့ဘူးအဲ့ဒီညာရေချိုးပဲရေသွားချိုးရမယ်အိမ်ရှင်ကအားနာကျွန်တော်မှရေစစ်ကြည့်ရတယ်ဂျပန်ရေချိုးပဲဆိုအားလုံးသိတယ်မလားအကုန်လုံးချုပ်ပြီးချိုးရတယ်ယောက်ျားလေးတစ်ခါမိန်းကလေးတစ်ခါလေးကိုတော့ကျွန်တော်လစ်ပြီးတယ်ကျွန်တော်မျက်နှာတွေ့တော့ကျွန်တော်တုံတယ်လေအခုဟိုဟာတွေ့တော့ကျွန်တော်မရကျွန်တော်တွေ့ရပြင်းနေနေတယ်အနောက်မှာစစ်တပ်ကြီးလိုက်လာတယ်ပြင်းနေရခံတယ်ကျွန်တော်ဒုက္ခရောက်ပြီဒါပေမဲ့ကျွန်တော်ကောင်းသိတယ်မောရှိကသူ့လူတွေပြောတော့ပဲဒီစစ်တပ်ကြီးတို့တစ်သက်လုံးပဲတော့မှပြန်မတွေ့ရအောင်ဆိုသူပြောခဲ့တယ်ပဲကိုတော့ကျွန်တော်ဒီလိန်သူကြိုက်တဲ့စိတ်ကိုကျွန်တော်တစ်သက်လုံးပဲတော့မှပြန်မတွေ့ဘူးဆိုတော့ကျွန်တော်ယုံတယ်ဒီပင်လေကြီးကျွန်တော်ဖြတ်ပြီးဆိုတော့ကျွန်တော်လည်းမှာဟိုလည်းတာဝါချောရတယ်ချိုးပြီးတော့ဒါလေးဝေးရီချိုးညရှိနေဆိုလူတွေအပြည့်ပဲဟိုပေါက်စားနေပုံကြီးရှိတယ်ကျွန်တော်ကြိုးစားပြီးတော့ပြန်တော့မပိတ်ဘူးကျွန်တော်ဟိုကြည့်လိုက်ဘယ်လိုမှခံစားရအောင်ကျွန်တော်တို့ကလုံးဝသိချတယ်အဲ့ဒီနေ့အဲ့ဒီနောက်ပိုင်းကျွန်တော်တက်သေးခံတယ်။ဘာကြောင့်တက်သေးခံလဲကျွန်တော်အရင်ကကျွန်တော်အမှန်တရားတွေမှာကျွန်တော်ရက်တည်တယ်။ပန်းလဲအမှန်တရားအရာဒီထဲမှာအခွင့်အရေးရှိတယ်။ Yes that's right ။ဒါပေမဲ့တမာတရားအရာကတော့အဲ့ဒီလားမှားနေပါလေ။အမှန်တရားအထဲမှာလွတ်မြောက်ခြင်းလုံးဝမရှိဘူး။ပျော်ရွှင်ခြင်းလုံးဝမရှိဘူး။ဝမ်းမြောက်ခြင်းလုံးဝမရှိဘူး။ဒါပေမဲ့တမာတရားအထဲမှာပျော်ရွှင်မှုဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းအပြည့်ရှိပါတယ်။အမှန်တရားအထဲမှာအောင်မြင်ခြင်းဆိုတာမရှိပါဘူးနေ့တိုင်းကြောက်ရွံ့နေကြရတယ်ဒါပေမဲ့ဒီတမန်တရားထဲမှာအောင်မြင်ခြင်းရှိပါတယ်အမှန်တရားပဲမှာရက်နေတော့ကျွန်တော်ဘယ်လိုမှလွတ်စရာအကြောင်းလည်းမရှိပါဘူးဒီစားဒါပေမဲ့တမန်တရားပဲကိုပြန်လာတဲ့အခါမှာတမန်တရားပဲကိုပြန်လာဖို့ဆိုတာလေကိုယ့်အကိုပြန်လာခြင်းလာလို့မရဘဲနဲ့ယေရှုခရစ်တော်ကိုအခုအဖတရားရာခိုင်ဖို့ကိုအုပ်စိုးပါခါလေးကျွန်တော်ကိုကျွန်တော် manage လုပ်နေတယ်ဘဝနဲ့ကိုတော့ manage လုပ်ပါကျွန်တော်ဘာမှမလုပ်ဘူးကိုတော့အလိုရှိရပြုပါကြိုက်တာခိုင်းပါကြိုက်တာလုပ်ပါကြိုက်တယ်လို့လုပ်ပါအဲ့ဒီမှာတမန်တရားပဲဘုရားကဆွဲခေါ်နေတယ်ကျွန်တော်လွတ်မြောက်ခဲ့တယ်ဒီမှာရှိတဲ့ဒီကိုဘုံမှာလေအဲ့ဒီကိစ္စမှာမလွတ်မြောက်ဘူးဆိုရင်မကြိုးစားပါနဲ့ဘယ်တော့မှမလုပ်ပါဒါပေမဲ့လွတ်မြောက်စေတဲ့အရှင်ယေရှုခရစ်တော်ဆိုတာရှိပါတယ်။အဲ့ဒီယေရှုခရစ်တော်ကိုပြန်လာခဲ့ပါအနန္တသင်လွတ်မြောက်ရပါလိမ့်မယ်။အဲ့ဒီလွတ်မြောက်ပြီးတော့နောက်ပိုင်းမှာခုနပြောယောက်ျားယူရတယ်ဘယ်လိုလုပ်ရမလဲကွာမလားဟုတ်။ဟိုအခုကျတော့ကျွန်တော်အဲ့ဒါလုပ်ခဲ့တော့2014ဟိုဇွန်လဆိုတော့ဒီကလည်းနည်းနည်းလေးကြည့်ပြောရှိတော့နည်းနည်းပိန်သေးတာပြောလိုက်တယ်ငါတို့မရဘူး။ပြောလိုက်တယ်ငါတို့ဒီအခုလိုနေမှဖြစ်တော့အတူမောအဲ့ဒါချောတယ်တူမောတူမောတော့သူနားမလဲတော့မယုံကြည်ဘူးခိုင်းတယ်သူနားမလဲကျွန်တော်အဲ့တော့ဒီစစ်စစ်ပေါ့မရှင်းပြတယ်မရှင်းပြတော့မရှင်းဘူးပေါ့ဟိုဒီဟို character က fashion လာတော့ဘယ်လိုလုပ်ရှင်းမလဲအဲ့တော့ဒီသမီးစားရတော့ဘယ်လိုလုပ်ရတာထိုင်းတယ်ပါမရှင်းဒါပေမဲ့ကျွန်တော်တိမ်ခဲပဲနေတယ်တကယ်ညီကိုလိုနေကြတယ်နေရင်းနဲ့6လလောက်ပြည့်တဲ့အခါမှာသူကျွန်တော်ကြည့်ပြီးတော့ဟုတ်တယ်ဒီပြရတဲ့အခါရှင်နေလာရုပ်ရင်းကြမ်းတာမရိုက်ရလုံးဝပုံစံပြောင်းသွားတယ်သူတွေ့တယ်သူတက်ပြီးရတယ်ငါလည်းညီစမ်းကြည့်ချင်လိုက်တာလို့ပြောတယ်အဲ့ဒီနေ့မှာသူလည်းလွတ်မြောက်သွားပါတယ်အာမင်သူလည်းအဲ့ဒီအရက်ဆေးလေးဖြစ်အဲ့ဒီလိန်သူကိစ္စတွေမှာသူလွတ်သွားပါတယ်ဟုတ်ပြီ understand လွတ်မြောက်ပြီးတော့မှဆိုလိုက်ရပြီးတော့မှတရားပွဲတွေလိုက်တယ်ပါလိုက်တယ်ဆိုမှလည်းယောဂပြောက်ချင်တယ်နော်ယောဂပြောက်ချင်တယ်ဆိုမှမပြောဘူးယောဂပြောက်စရာအကြောင်းလည်းမရှိသေးတဲ့ယောဂဘယ်လိုသွားပြောက်မလဲတစ်သက်လုံးဒီမှာပဲဟိုတွေ့ထဲမှာရှိပါတယ်နော်ဒါပေမဲ့မရဘူးဘယ်လိုလုပ်နိုင်လဲမနေ့ယနေ့နောင်ကာလဟိုအရင်တော့ကလည်းယေရှုခရစ်တော်ကယောဂပြောက်စေဆိုရင်အသက်ရှင်တဲ့ဘုရားဒ
ဒီနေ့လည်းယောဂပြောက်စေရမယ်ကျွန်တော်ယုံတယ်ယုံတယ်သူများဟာလေလူရဆိုရဟာလေလူရလောက်လိုက်တယ်သူစိုက်ကတယ်အရှိမလူရပြောက်တယ်ဟေးဟာငါလည်းပြောက်ပြီးသွားစစ်တယ်မပြောက်တော့ဘယ်လဲပြောက်တယ်သွားစစ်ယုံကတအားယုံတယ်နှုတ်ကပတ်တော်ရောက်လာတယ်တနေ့လောက်ကြာတဲ့အခါမှာအဲ့လိုပဲမပြောက်ဘူးသွားစစ်မှာပြောက်ဘူးနှုတ်ကပတ်တော်ရောက်လာအတူစရာယေရှုခရစ်တော်ကိုသူတို့တွေ့တော့ကိုတော်ကျွန်တော်တို့အလူပေးပြောက်ပါယေရှုကသူတို့စီနာတယ်နားလည်းမသွားဘူးသွားလည်းမဆုတောင်းပေးပဲနဲ့သွားရေးပရောဖက်စီသွားပြောက်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီခေတ်မှာလူတွေတွေကမြို့ထဲဝင်လို့ရှိရင်ခဲလုံးနဲ့ပေါက်သွားခါသူတို့မပြောက်ခွင့်နဲ့ဝင်လို့မရမပြောက်ခွင့်နဲ့ရေးပရောဖက်စီသွားလို့မရအဲ့ဒီခါမှာသူတို့ပြန်ပြောလို့ရတယ်ကိုတော်နည်းနည်းလေးအချိန်ပေးပြောက်တယ်ပြီးရင်သွားမှာပေါ့ဒါပေမဲ့သူတို့ never complain တို့မပြောတန်းပြီးတော့သွားပါတယ်သွားတဲ့ခါမှာသူတို့မပြောက်သေးဘူးဒါပေမဲ့သွားစဉ်ပဲသူတို့ယောဂနဲ့ပြောက်ခဲ့ခြင်းမရဘူးအဲ့ဒီရောက်တဲ့ရောက်တော့ဟာဒုက္ခပဲဒီဆေးရတယ်ဘုရားတော့ပြီးတာပြီဆိုတော့ငါတော့ငါလစ်သွားပါလေလစ်တယ်မှာတော့ဆက်ဆက်ကိုငါလစ်ပါမဖြစ်ဘူးဘုရားဒီတော့ကြီးပေးထားတယ်ဟုတ်တယ်မလားမရဘူးကိုဘာညာတာလည်းဆိုတော့ကောင်းပြေးလို့နေတဲ့အရင်ပေးပြောက်လေပေးပြောက်လို့ရှိရင်ရပြီလေတော့အခုကသွားစစ်တိုင်းမဖြတ်ဘူးလေအဲ့ဒါနဲ့တောက်ရမလားမတောက်ရမလားခြေုံစားတော့ပြေနောက်ဆုံးကျွန်တော်တေးပြီးဆိုထားလိုက်တော့ရတဲ့ကိစ္စမရှိဘူးမတော့မပြောက်တယ်ဆိုတာပြောက်တယ်ဆိုအဲ့ဒီဆေးတော့တောင်းပြီးဆေးဆိုတာသွားရင်3လစာနေပါဆေးတော့ဆိုတာလှုပ်လိုက်တယ်ဆေးတော့ကိုလွတ်ပြပြီးတော့ပဲအောင်မလေးအပွေထဲမှာလေကြားတယ်လို့ပူတယ်လို့ခန္ဓာကိုယ်ကလည်းအကွက်တွေထားတယ်လို့အကြီးကျယ်ဆိုင်တာပြောက်တပတ်လောက်ကြာတော့အဲ့ဆေးပြန်ကောက်တော့တောင်းပြီးသူဖြစ်တယ်အဲ့တော့တော့တော့သူရောက်လာတယ်ဒန်နီလာနဲ့အပွက်ကိစ္စအဖေကငါ့ကိုကယ်လိမ့်မယ်။နေ့လက်တွေကငါ့ကိုကယ်လိမ့်မယ်။အကယ်၍မကယ်ဘူးဆိုရင်တော့ငါဘုရားကငါမကိုးပဲ။ငါဘုရားကကိုးပဲ။ဟာဘုရားယေရှုတင်တယ်။ကိုတော့ကျွန်တော်ပေးမပြောက်တဲ့ကိစ္စမရှိဘူးတော့အသက်ရှင်တဲ့ဘုရားကိုကိုယ်ဖွင့်ရတာကျွန်တော်တန်နေပါပြီ။ကျွန်တော်သေပါစေ။ဝတ်ရှင်တဲ့ကိုတော့အတွက်သေတဲ့ကိုတော့ဘုံလို့ထင်ရှားဖို့ဖြစ်ပါစေ။ကျွန်တော်ဂရုကိုမစိုက်တော့ပါဘူး။ယေရှုတင်တယ်ကျွန်တော်မိဖို့လည်းခုံချလိုက်ပြီအဲ့ဒီယောဂဆိုတော့ကောင်းတယ်မှာမထင်ဘူးတော့တလားဖြစ်တယ်အဲ့မှာတော့သူဖြစ်လာအခြေပြတော့မမိုက်ဘူး2လ3လ4လ5လ6လမြောက်တယ်နေပါမတော်တဆဆေးရုံတော့သွားဆင်းနေတယ် negative ဖြစ်ပါတယ်ယောဂမရှိဘူးမသေးချာမှာဆိုတော့ဝေလိုperiod 6လထပ်ဆောင်တယ်ဘာထပ်စစ်ပါတယ်ရှိကျွန်တော်တို့ကိုယ်ပဲယေရှုခရစ်တော်ဆိုတဲ့ဘုရားအသက်ရှင်ဘုရားဖြစ်ပါတယ်။မနေ့ကသူရှင်သူဒီနေ့လည်းသူအသက်ရှင်ပါတယ်။မနေ့ကသူလုပ်ခဲ့တဲ့အမှုတွေကိုဒီနေ့လည်းသူလုပ်နေတော့ပါပဲ။ကျွန်တော်ဘယ်လောက်ရှောင်လဲ။ယောဂပြောက်ဆိုသူ့စီမှာတိုးခတ်တဲ့အခါမပြောက်ဘူး။ကိုတော့ပြောက်ချင်ပြန်မပြောက်ချင်တယ်ကိုတော့ပဲချီးမွမ်းမယ်ဆိုတဲ့အခါကျမှပြောက်သွားပါတယ်။အာမင်။ယေရှုခရစ်တော်ကျွန်တော်အပြည့်သေထိုက်တဲ့အပြည့်ဖြစ်တယ်။စိုက်တဲ့အတိုင်းရိပ်ရမယ်ဆိုကျွန်တော်သေရမယ်လို့ဖြစ်တယ်။အဲဒါကျွန်တော်မကောင်းတာကျွန်တော်သေပြထိုက်တယ်လို့ဖြစ်တယ်။ကျွန်တော်တို့ညစ်ပတ်စုပ်ပြတ်နာစောအောက်တန်းကြတဲ့အကောင်တော်မှာအဲ့ဒီယေရှုခရစ်တော်ကတက်ချစ်တယ်။တက်ချစ်လို့သူသေတာပဲကျွန်တော်တို့။သုံးရမြောက်တဲ့ရှင်ပြန်ထမ်းမြောက်ခဲ့။သူရှင်ပြန်ထမ်းမြောက်တာကျွန်တော်တို့ပြည့်မထားပဲနဲ့ကျွန်တော်ဆွဲထုတ်ပြီးမှကျွန်တော်တန်ရှင်းလုပ်ပေးတယ်တန်ဆင်စေခဲ့တယ်အဲ့ဒီယေရှုခရစ်တော်ကျွန်တော်ကိုချစ်တယ်လို့ဒီကနေဒီကိုမှလည်းကောင်းလို့လည်းချစ်ပါတယ်ကျွန်တော်ဦးစောတော်ရင်နဲ့တို့ဝေးSee your Japanese, a twin, yeah,
Cristo de duda hasta baby amate ya Cristo to know that she's baby to know yung jiji ma pyo ma chi pyo se du we in the boat time I bet I learned that baby a twin take out the shame I'm waking up to pyo se the Matia Rito baby, Maria Rito, to know that she see. To know yung jiji ma pyo ma chi pyo se du we in the boat time I bet I learned ya baby a twin take out the shame I'm waking all the kids say the Matia Rito they do She's